နွေရာသီရောက်နေပြီမလို့ရာသီဥတုကလည်းရမ်းကိုပူပြင်းခြောက်သွေ့နေရပါဖះရေငါနေ့လေတည်းကအဲ့ဒီကောင်စောင့်နေတာအခုညနေတောင်စောင်းနေပြီတောက်ရီခဲမုံကဖြစ်မသွားသေးဘူးပဲနေ့လေတည်းကရေခဲမုံအရင်စားချင်နေတာကွာဒါပေမဲ့ဖြတ်မလာဘူးကောင်လေးတယောက်ကတော့ရေခဲမုံစားရဖို့အတွက်ရေခဲမုံကားကိုထိုင်ဆောင်နေပါတယ်ဒီလိုနဲ့ရေခဲမုံတချင်းတန်တညံညံနဲ့ရေခဲမုံကားကြီးဝင်လာပါတယ်အော်ဟိုမှာရေခဲမုံကလာနေပြီထင်တယ်ကောင်လေးလည်းအရန်ကိုပျော်သွားပြီးသူ့အိမ်အောက်မှာစောင့်နေရပေါ့အကိုကျွန်တော်အတွက်ရေခဲမုံတစ်ခုပေးပါနော်ချောကလက်နဲ့ဗနီလာကိုပေးလို့ရမလားဗျရပါတယ်ကလေးဒါပေမဲ့ကလေးကအကိုနဲ့အတူလမ်းလျှောက်လိုက်ခဲ့ရမယ်နော်ဟင်ဘယ်ကိုလမ်းလျှောက်ရမှာလဲအကိုသိမကြပါဘူးကောင်လေးကိုရေခဲမုံကားတဲ့စွတ်တွေဆွဲခေါ်သွားပါတော့တယ်ဒီနားပတ်ဝန်းကျင်ကလူသိမ့်မရှိတာမလို့ကောင်လေးတွေ့တော့ကန်ဆိုးတာပါပဲကျွန်တော်တို့ကနောက်ဆုံးပေါ်ရေခဲမုံကားပါကျွန်တော်တို့ရောင်းတဲ့ရေခဲမုံတိုင်းမှာအရသာမျိုးစုံရှိပြီးအရင်အရသာရှိပါတယ်အဲ့ဒါကြောင့်ကလေးတွေတေချာပေါက်ကြိုက်ကြမှာပါဒီရေခဲမုံရဲ့လန်းဆန်းမှုမြည်ဆန်းနိုင်ဖို့ကျွန်တော်တို့ရဲ့ရေခဲမုံကားတင့်စီကိုရောက်လာပါလိမ့်မယ်စောင့်နေကြပါနော်စင်တီတို့ကတော့သူ့ရဲ့မိဘတွေနဲ့တူတူကားနဲ့အိမ်အစ်စ်ကိုလာနေပါတယ်ဟာဒီလိုနေ့လေပတ်ကြီးတောင်ရေခဲမုံကြော်ညာလာနေတယ်ရေခဲမုံတော့စားချင်လာပြီရဲ့မေဒါရေခဲမုံကြော်ညာတစ်ထက်နဲ့သမီးဝယ်စားလို့ရအောင်နောက်ဆိုရင်အိမ်တစ်ထဲကိုရေခဲမုံကဖြတ်သွားပါစေလို့ဆုတောင်းရမှာပဲသမီးအဲ့လိုနဲ့စင်တီတို့ပြောင်းလာတဲ့မြို့ကိုတော့စားရောက်လာပါပြီဒါပေမဲ့တီမြို့မှာလူပြောင်းမှုတွေကခဏခဏဖြစ်နေတာပါအဲ့လိုနဲ့ညဘက်ကိုရောက်လာတဲ့ခါမှာဟိုးနေ့လေတည်းကဒီရေခဲမုံကားကြော်ညာပဲခဏခဏလာနေတယ်ငါတော့အရင်ကိုစားကြည့်ချင်နေပြီမနေ့ပြန်ဒီအစ်စ်ထဲဖြတ်လာပါစေဟာအဲ့လိုနဲ့စင်တီလည်းညဘက်ရောက်နေပြီမလို့စောစောပဲအိပ်ယာဝင်လိုက်ပါတယ်စင်တီအိမ်မောကျသွားတော့မှပဲထူးဆန်းတာတွေစပြစ်လာပါတော့တယ်အဲ့ဒါကတော့ကောင်းလေးတယောက်သူ့ခန်းထဲကိုရောက်နေရပါအတန်တွေလည်းထွက်နေခဲ့ပါတယ်အဲ့လိုနဲ့ရုတ်တရက်စင်တီလည်းလှန်နိုးလာပါတော့တယ်ပြီးတော့အခုတော့မနက်ကိုရောက်သွားပြီးစင်တီလည်းလှန်နိုးလာပါတယ်မနက်လင်းသွားတာနဲ့စင်တီတတိရတာကရေခဲမုံစားဖို့ပါပဲဟာအဲ့ဒီရေခဲမုံကဘယ်မှာလဲဘာလို့ဖြတ်မလာသေးရလဲစောင့်နေတာကြာနေပြီ哦စင်တီအမေကတော့ဟင်းနဲ့ထမင်းတွေရှောက်ချက်နေပါတယ်တရားရည်စင်တီသမီးကရေခဲမုံကောင်အဲ့လောက်ထိစောင့်နေရလားဒီအိမ်ကဖြတ်လာမဲဆိုတာတေချာသိလို့လားသမီးမနေ့တည်းကကြော်ညာတွေခဏခဏလာနေလို့ပါမမေအဲ့ဒီရေခဲမုံအရင်စားကြည့်ချင်နေပြီတေချာပေါင်းအရသာရှိမှာပဲအေးပါအဲ့ဒီမှာတိခန့်ပြီးသားစောင့်နေလိုက်ပါတော့သမီးရဲ့နောက်ဆုံးမှာတော့ရေခဲမုံကားရဲ့တချင်းတန်နဲ့တူရေခဲမုံကားကြီးဟာစင်တီတို့ရက်ွက်တဲ့ဝင်လာပါတယ်အော်ဟိုမှာရေခဲမုံကားလာပြီနောက်ဆုံးတော့ဒီကိုပြက်လာပြီပဲပျော်လိုက်တာဟာစင်တီလည်းအပြင်ကိုပြေးထွက်လာခဲ့ပါတယ်ပြီးတာနဲ့ရေခဲမုံကားကိုလှမ်းတားလိုက်ပြီးအကိုရေခဲမုံဝယ်မယ်ရေခဲမုံကားလည်းစင်တီတို့ရဲ့အိမ်ရှိကိုရောက်လာပါတယ်ညီမလေးတက်ကတော့ရေခဲမုံတစ်ခုပေးပါနော်ဗနီလာနဲ့စတော်ဘယ်ရီရောက်ထည့်ပေးပါညီမလေးကဒီအိမ်ကိုအစ်စ်ပြောင်းလာလားဟုတ်ပါတယ်ကိုအကိုကဘယ်လိုလုပ်ပြီးသိရလဲဟုတ်တယ်အကိုရေခဲမုံလာဝယ်တက်တဲ့အိမ်အားကလေးတွေကိုမှတ်မိနေလို့လေအဲ့ဒါကြောင့်ညီမလေးကိုအခုမှမြင်ပူးတာကဲအကိုဗနီလာနဲ့စတော်ဘယ်ရီရေခဲမုံလောက်ပေးမယ်နော်ရေခဲမုံတွေကရေခဲမုံလှုပ်လိုက်ပြီးစင်တီကိုလမ်းပေးလိုက်ပါတယ်ပြီးတော့သူကမနေ့ပြန်ရေခဲမုံဝဲချင်းဒီအိမ်အနီးပန်းချောင်ပဲလာခဲ့လိုက်နော်ဘာလို့လဲဆိုတော့မနေ့ပြန်ကိုအဲ့ဒီမှာရောင်းမှာဒီအိမ်နောက်ဖြတ်မလာတော့တော်ကြာစောင့်နေမှာဆိုလို့အော်ဟုတ်ကဲ့ပါကိုအခုလိုပြောပြပေးလို့ကျေးဇူးများတင်ပါတယ်နော်ကိုဒီနောက်ရေခဲမုံကားကတချင်းဖွင့်ပြီးမောင်းတက်သွားခဲ့ပါတယ်စင်တီလည်းအိမ်ထဲဝင်ပြီးရေခဲမုံရှာကြီးထုတ်ပြီးစားနေရပေါ့သမီးရေခဲမုံအရသာဘလူးနေလဲကောင်းလားအရန်ကောင်းတယ်အမေဘာပဲဖြစ်ဖြစ်မနေ့ပြန်သမီးထပ်ဝယ်စားအောင်ပါအရင်ကြိုက်နေပြီ A few moments later အဲ့လိုနဲ့ညဘက်ကိုရောက်သွားခဲ့တာမလို့စင်တီလည်းအိမ်ယာဝင်လိုက်ပါတယ်ဒါပေမဲ့ပြင်ဖက်မှာတော့နေ့လယ်တုန်းကရေခဲမုံတဲ့ကြီးကစင်တီတို့ရဲ့အိမ်ကိုမျက်လုံးကြီးနဲ့စိုက်ကြည့်နေပါတယ်သူ့မှာကောက်ကျိတ်ရုပ်မှာပတ်ဆက်တဲ့အကြံတွေရှိနေပါတယ်မနေ့ရောက်တော့သူမရှိတော့ပါဘူးစင်တီတို့မနေ့စာစားချိန်မှာအမေတို့တီကိုပြောင်းလာတာရက်နည်းနည်းပဲရှိသေးတာအိမ်ကလည်းရှုပ်ပွားနေတော့မယ်ခဏနေအမေကိုအိမ်ရှင်းမကူညီပေးနော်အဖေကအလုပ်သွားရလို့မအောင်လေဒါပေမဲ့မမေဒီနေ့သမီးအိမ်နာပန်းချက်မှာတောဆော့ချင်တယ်ဆော့ရာနောက်နေ့တွေမှာဆော့လို့ရပါတယ်ကွယ်အမေကိုကူညီပေးပါနော်လုပ်ဆရာကြီးအများကြီးမို့လို့ပါသမီး
ဟုတ်ကဲ့ပါလေဟောအဲ့ဒါဆိုလဲနောက်ရက်မှပေါ့ ရှေခဲမုံကားကတော့ပန်းချင်နာမှာရှေခဲမုံတွေရောင်းနေရပေါ့ကလေးတချို့ကတော့ရှေခဲမုံတွေမှာပြီးကားနားမှာပဲပဆက်ကြီးတွေနဲ့စားနေကြပါတယ် အသက်ပြောင်းလာတဲ့ကလေးမလေးဒီကိုလာမယ်မထင်ဘူး အဲ့ဒါနဲ့သူအရှိကိုတစ်ချက်ရှိုးလိုက်တော့ကလေးတချို့ရှေခဲမုံထိုင်စားနေတာကိုမြင်လိုက်ရပါတယ်အဲ့ဒါကြောင့်သူကညစ်ပတ်ရုံမာတဲ့အစီအစဉ်တွေစားဖို့လှုပ်ပါတော့တယ် โอเคကလေးတို့ဘသူဟာရေခဲမုံအလကားစားပြီးကားနဲ့ရှောက်သွားခြင်းလဲကားလည်းစီးရမယ်ရေခဲမုံလည်းအလကားစားရမှာနော်လိုက်မလား ညဘက်ရောက်လာတဲ့ခါမှာတော့မိုးတွေရွာချလာပါတယ်ညရောက်သွားတာတောင်စင်နေတို့ကတော့တန်ရှင်းတွေလှုပ်လို့မပြီးသေးပါဘူးအဲ့လိုအချိန်မှာပဲတကားဘဲလ်တန်ကိုစက်တိုက်ကြားလိုက်ရပါတယ် အမေဧည့်သည်လားနဲ့ထက်နေ ဒီလိုနဲ့တကားဖွင့်ကြည့်လိုက်တော့ရက်ကွက်ထဲကလူတချို့အိမ်ရှိမှရောက်နေတာကိုမြင်လိုက်ရပါတယ် ။အိုးဦးလေးတို့အန်တီတို့ညာအိမ်မို့ကျုပ်ကျမအိမ်ကိုဘာကိစ္စများရှိလို့လဲရှင် အမရေအချိန်နောက်ဆက်မိလို့တောင်းပန်ပါတယ်ကျမတို့ကလေးကညနေကတည်းကအိမ်ပြန်မလာသေးလို့ပါအမရဲ့ကလေးနဲ့တူတူဒီမှာများကစားနေသေးလားလို့သိချင်လို့ပါ ။ဟမ်မရှိပါဘူးရှင်။နေ့လယ်တည်းကကျမနဲ့သမီးလေးနှစ်ယောက်တည်းပဲအိမ်မှာရှိနေရပါ။ဒီမှာလေတန်ရှင်းတွေလုံနေရတနေကုန်မှာပဲ အော်ဟုတ်ဆိုဟာညနေပိုင်းတော့ကျွန်တော်ကလေးကပန်းချက်မှာတာကစားမယ်လို့ပြောတယ်ဒါပေမဲ့ခုချိန်นี้အင်ဂျင်လာတဲ့ယူပြစေရပူနေတာ ။ဟမ်ညနေဆောင်ကြီးပန်းချက်မှာကစားတယ် အဲ့ဒီအချိန်မှာပဲစင်တီတွေးမိသွားတာကရေခဲမုံကားပါပဲ ဟာရေခဲမုံကားသမားသူအဲ့ဒီပန်းချက်မှာဈေးရောက်မယ်လို့ပြောခဲ့တယ်လေပျောက်သွားတဲ့ကလေးတွေကိုရေခဲမုံကားသမားများပြန်ပေးဆွဲသွားလားပဲ ကျမတို့စိတ်ပူနေတဲ့အမရဲ့ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့ရက်ကလည်းကလေးလေးတယောက်ပျောက်သွားသေးတယ်ကျမတို့လည်းအဲ့လိုမျိုးဖြစ်မှောင်ကြောက်နေတယ်အခုကျမတို့ကလေးလည်းပျောက်သွားပြီအဲ့ဒါကြောင့်စောစောတွေကအရင်ကစိတ်ပူနေတာအမရဲ့ကျမတို့ကလေးအခုချိန်နေအိမ်ပြန်မလာသေးဘူးမိုးတွေကတော့ share ချမ်းနေရပါပဲ share ချမ်းနေတော့မှ channel လေးကို subscribe လုပ်ပဲကြည့်နေတာဆိုရင်တော့ subscribe လုပ်ထားပေးပါအောင်နော်ညကတော်တော်လေးကိုနှက်သွားပြီမလို့စင်တီလည်းအိတ်ဖို့လှုပ်လိုက်ပါတယ်ဒါပေမဲ့လည်းရုတ်တရက်ငိုတန်တချို့ထွက်လာတာကိုကြားလိုက်ရပါတယ်စင်တီလည်းအရှမ်းကိုလှန့်သွားခဲ့တာပေါ့အဲ့ဒါကြောင့်ကတင်ပေါ်ပြေးတက်လိုက်ပြီးအိတ်ဖို့လှုပ်လိုက်ပါတယ်ဒါပေမဲ့တလောက်နဲ့တည်းမဟုတ်သေးပါဘူးအခုဆိုရင်သူ့ရဲ့ကတင်အောက်မှာကလေးတွေအများကြီးရောက်နေပြီးအဲ့ဒီကလေးတွေကစင်တီကိုစိုက်ကြည့်နေကြပါတယ်စင်တီလည်းအရှမ်းကိုလှန့်သွားပြီး ကဲကြပါအာကဲကြပါအောင် help me ဒီနောက်ရှေခဲမုံတဲကလည်းကလေးတွေရဲ့အနောက်မှာရုတ်တရက်ရောက်လာခဲ့ပြန်ပါတယ် ဟာဘာရီလဲဘာရီဖြစ်နေရလဲ အဲ့ဒီရှေခဲမုံတဲကစင်တီကိုတသေးချာချာဆူဆူဆက်ဆိုင်နဲ့ကြည့်နေတာပါစင်တီကတော့ဘာလို့လို့ဘာကန်ရမှန်းတော့မသိဖြစ်နေပါတယ်ရုတ်တရက်စင်တီနိုးလာခဲ့ပါတယ်ဒါရီအားလုံးကအိမ်မက်ပါပဲမနှက်စာစားချိန်မှာတော့စင်တီအမေက ။အိမ်ယာဝင် group ထဲကနေအမေသတင်းတစ်ခုရထားတယ်။သူတို့ကလေးတွေကိုခုချိန်นี้ရှာမတွေ့သေးဘူးတဲ့။မနေ့တုန်းကသမီးကိုပန်းချက်မှာသွားမကစားခိုင်းတာကံကောင်းလို့ပေါ့တကယ်ပဲ ဟင်ဟုတ်တယ်နော်သမီးသားအမေစကားနားမထောင်ရင်သမီးလည်းသူတို့လိုပဲပျောက်သွားနိုင်တာပေါ့ ကလေးတွေကိုဖမ်းတဲ့သူကရှေခဲမုံတဲပဲဆိုတာစင်တီကလုံးဝကြီးသိနေတာပါ ဟမ်ပန်းချက်မှာရောင်းပြီးတဲ့အခုအဲ့ဒီရေခဲမုံကတီနာကိုဖျက်မလာတော့ဘူးကလေးတွေကလည်းပန်းချက်မှာကစားပြီးပျောက်သွားကြတယ်အဲ့ဒီရေခဲမုံကနဲ့ဆက်ဆက်မှုရှိမယ်လို့သိချပေါက်ရှုံနေအဲ့ဒီကလေးတွေကိုအဲ့ဒီရေခဲမုံကသမားခေါ်သွားတာသိချတယ်ဟာ ရှေခဲမုံတဲကတော့ကလေးတွေကိုထပ်ဖမ်းဖို့ရှေခဲမုံရောင်းနေပါတယ် ဟာကလေးတွေအများကြီးလိုသေးတယ်ကွာငါအိမ်မက်တွေဖြစ်လာဖို့ကလေးတွေအများကြီးကိုဖမ်းမရမယ် အဲ့လိုနဲ့လူတချို့ကရှေခဲမုံကားနာကိုရောက်လာခဲ့ပါတယ် တစိလာခွင့်ပြုပါကိုကျွန်တော်တို့မေးချင်လို့ပါဒီဘန်စနာတော့ဝိုင်းမှာကလေးတွေစောနေတာကိုအခုများမြင်လိုက်မေးလားဗျာ ဟုတ်ပါတယ်ကိုကျမတို့ကလေးကပန်းချက်မှာသွားကစားမယ်လို့ပြောသွားတာဒါပေမဲ့အခုချိန်นี้အိမ်ပြန်မလာသေးဘူးရှင် ဟာတောင်းမှန်ပါရဲ့ဗျာအဲ့ဒါဆိုရင်တော့ကျွန်တော်သေချာပေါက်မသိပါဘူးဗျာပန်းချံမှာဘသူတွေစော့နေလဲဆိုတာကိုလည်းကျွန်တော်သတိမထားမိဘူးဗျာ ဟာရှင်လိမ်နေနဲ့နော်ရှင်အခုပန်းချက်မှာဈေးရောက်နေရလေရက်ကွက်ထဲကလည်းဖြတ်မသွားဘူးလေအဲ့တော့ပန်းချံကလေးတွေကိုရှင်သေးချာပေါက်တိမှာပေါ့ ဟုတ်ပါရဲ့ဗျာအခုကျွန်တော်ဒီမှာပဲအမြဲတမ်းရောင်းဖြစ်တယ်ဒါပေမဲ့ကလေးတွေပျောက်တာတော့တကယ်မသိတာပါကျွန်တော်ဒီမှာဝမ်းရည်အတွက်အလုပ်လုပ်နေရပါဗျာတနေ့ဈေးရောင်းရဖို့ပူနေရတာနဲ့မမြင်မိပါဘူးဗျာ ဟုတ်ပြီလေဒါဆိုရင်လည်းကိုကျွန်တော်တို့မကောင်းမြင်မိတော့တာတမ်းမဲ့ပါရဗျာဖြစ်ပြီလို့ကျေးဇူးများတင်ပါတယ်ကို
ကျွန်တော်တို့သွားလိုက်ပါအောင်မေ လူတွေအကုန်လုံးကားနာကနေထွက်သွားကြပါတယ်ရေခဲမုန်တယ်လဲသူ့ကိုလူတွေကတန်တရားဝင်နေပြီဆိုတာကိုရိပ်မိလိုက်တာပေါ့ ဒုက္ခပဲကွာသူတို့ကလေးတွေပျောက်ပြီးအိမ်ပြန်မလာတာကိုအိမ်အားလူတွေငါ့ကိုစပြီးတန်တရားဝင်နေကြပြီတခုခုတော့လုံးမရမယ် အဲ့ဒီကားနဲ့ဝေးဝေးမှာတော့စင်တီရောက်နေပါတယ်သူကလူတွေကရေခဲမုန်တယ်ကိုစစ်ဆေးနေတာလဲမြင်လိုက်ပါတယ် ဟာအဲ့ဒီရေခဲမုန်တဲ့ကားသမားရက်ွက်လူတွေရဲ့စစ်ဆေးတောင်ခံရပြီးထွက်သွားတော့မဲ့ပုံပဲအဲ့ဒီရေခဲမုန်ကားနာကိုငါလိုက်သွားမှရမယ်သူကကလေးတွေကိုပြန်ပေးဆွဲသွားတာသိချတယ်ငါတခြားသူတွေကိုပြောလဲဒီလူကတရက်ခံမောင်းဆိုတော့ယုံမှာမဟုတ်ဘူးကိုယ်တိုင်လိုက်တာပဲကောင်းတယ် အဲ့လိုနဲ့ညနေကနေညဘက်ကိုရောက်သွားခဲ့ပါတယ်ရေခဲမုန်ကားကတော့တောနဲ့ကြီးတစ်ခုတည်းကိုမောင်းဝင်သွားတာပါပြီးတော့စံအိမ်ကြီးနားကိုရောက်တာနဲ့ကားကရှက်သွားပါတယ်ကားနောက်ကိုခြေရာခံလိုက်လာတဲ့စင်တီလည်းရောက်လာပါတယ်စင်တီကစပိန်ပေါ်ဆင်းလိုက်ပြီးအိမ်နားကိုကတ်လာပါတယ်အချိန်တွေရှိုးနေတာပေါ့သူ့အိမ်ထဲဝင်ကြည့်တဲ့အခါမှာတော့အဲ့ဒီအိမ်ကြီးကလည်းလူမနေလို့ပိတ်ထားတာကြားပြီးဖြစ်နေတဲ့အိမ်ကြီးပါပဲ ဟာဒီအိမ်ကလူတော်မနေဘူးပဲတေချာသွားပြီ ဘသူရှာနေရလဲညီမလေး စင်တီတယောက်အားလို့တောင်အော်ချိန်မရလိုက်ပါဘူး A few moments later. အချိန်အတော်လေးကြာတဲ့အခါမှာစင်တီလည်းပြန်တတိယလာပါတယ်အဲ့ဒါကြောင့်စင်တီလည်းဒီအိမ်ကြီးကိုလေ့လာဆောင်စမ်းဖို့အတွက်လှုပ်ပါတော့တယ်သူအိမ်ကြီးကိုတစ်ချက်ရှိုးလိုက်တာပေါ့ သားလေးသားတန်တန်ဆွမ်းဆွမ်းနေနော်ဒီရစ်ပူစော်ပွဲပြီးသွားရင်သားတော့တေချာပေါက်ပြန်ကောင်းလာမှာပါပြီးတော့အရှင်ကလူကျမ်းမာလာလိမ့်မယ်ပုံမှန်အတိုင်းပြန်ဖြစ်သွားမှာပါ ဒီရှစ်ပူစော်ပွဲကိုရပ်လိုက်ပါဦးလေးအဲ့ဒီကလေးတွေကိုတနာပါသူတို့ရဲ့မိဘတွေတေချာပေါက်စိတ်ပူနေမှတနာပါ မရှာဘူးဒီရစ်ပူစော်ပွဲကိုဆက်လုပ်ရမယ်သမီးပြန်ကောင်းလာပြီလားအရှင်ကလူပြန်နိုးထလာမယ်နော် ဒီနောက်မှာတော့မိုးတွေကအရန်ရွာလာပြီးမိုးတွေလည်းအရန်ကိုချိန်လာပါတယ် အိုးမကောင်းဆိုးဝါတီယိုလာပါဗျာတီယိုလာပါကျွန်တော်ရဲ့ပူစော်တက်ကောင်လက်ခံပြီးငါသမီးကိုကျမ်းမအောင်လှုပ်ပေးပါအိုးမကောင်းဆိုးဝါလာလှဲ့ပါငါရဲ့ပူစော်တက်ကောင်လက်ခံပြီးငါသမီးကိုကျမ်းမစေးလဲပါအိုးမကောင်းဆိုးဝါလာလှဲ့ပါငါရဲ့ပူစော်တက်ကောင်လက်ခံပြီးငါသမီးကိုကျမ်းမစေးလဲပါအိုးမကောင်းဆိုးဝါလာလှဲ့ပါငါရဲ့ပူစော်တက်ကောင်လက်ခံပြီးငါသမီးကိုကျမ်းမစေးလဲပါ အခုရက်လိုက်စမ်း အော်အသက်ပြောင်းလာတဲ့ကလေးမလေးနိုးလာပြီကိုဘလို့လဲညီမလေးအဲ့လိုကောင်းရဲ့လားရေခဲမုံဝယ်စားမလား ဒါဆိုဒီတလျှောက်လုံးအကူကကလေးတွေခေါ်သွားပြီအကူသမီးပြန်ကောင်းလာဖို့အတွက်သူတို့ရက်ကောင်ဖြစ်အသုံးချခဲ့တာပေါ့ အေးဟုတ်တယ်မင်းသားနောက်တစ်ချိန်မိဘတယောက်ဖြစ်လာရင်တေချာပေါက်တီလိုပဲလှုပ်လိုက်မယ်ကိုသားသမီးအတွက်ဆိုပါမစုံလောက်ကြမှာပဲ အကူရဲဖမ်းသွားအောင်အိမ်အားလူတွေကိုကျမသွားတိုင်မယ် အော်ကောင်းပါတယ်ကလေးမလေးပဲ စင်တီတယောက်ရေခဲမုန်တယ်လက်ထက်ကပြေးမလွတ်လိုက်ပါဘူး အိုးမကောင်းဆိုဝါတီယိုလာပါဗျာတီယိုလာပါကျွန်တော်ရဲ့ပူစော်တက်ကောင်လက်ခံပြီးငါသမီးကိုကျမ်းမအောင်လှုပ်ပေးပါအိုးမကောင်းဆိုဝါလာလှဲ့ပါငါရဲ့ပူစော်တက်ကောင်လက်ခံပြီးငါသမီးကိုကျမ်းမစေးလဲပါအိုးမကောင်းဆိုဝါလာလှဲ့ပါငါရဲ့ပူစော်တက်ကောင်လက်ခံပြီးငါသမီးကိုကျမ်းမစေးလဲပါအိုးမကောင်းဆိုဝါလာလှဲ့ပါငါရဲ့ပူစော်တက်ကောင်လက်ခံပြီးငါသမီးကိုကျမ်းမစေးလဲပါ ဒီနောက်မှာတော့ရေကားတန်တွေနဲ့တူအရေးပေါ်ကားတန်တွေထွက်လာပါတယ်ကလေးတွေအားလုံးကိုအချိန်မီကယ်တင်နိုင်ခဲ့ပါတယ်နောက်ရက်မှာတော့ကလေးတွေအားလုံးလည်းဘေးမတည်ရန်မခပဲအိမ်ကိုပြန်ရောက်လာတယ်ဒါပေမဲ့ရေခဲမုံကားတန်ကြရင်ဘယ်ကလေးမှထွက်လာရဲမှာမဟုတ်တော့ပါဘူးဇလန်လေးကတော့ဒီလောက်ပါပဲရှင်ကြိုက်တယ်ဆိုရင် subscribe လုပ်ထားပါအောင်နော်ဇလန်အစ်စ်မှာပြန်ဆောင်ရအောင်ပါရှင်မမလေးတိတ်ခင်ပါ